ဒီဒေသမှာတတဝါရီဖြစ်ကျော်လို့မရအောင်တားဆီးထားတဲ့မမြင်ရတဲ့နဲနမိတ်တစ်ခုရှိနေတယ်လို့ပါပဲဒီမမြင်ရတဲ့ချန်စီယိုဟာဘာလီကျွန်းကနေဖိလစ်ပိုင်တောင်ပိုင်းအထိတွဲတန်းနေတဲ့မလေးကျွန်းစုထဲမှာတည်ရှိနေတာမှာအနောက်ဘက်ခြမ်းမှာတော့အာရှတိုက်ရဲ့အပူပိုင်းမိုးတစ်တော်ထဲမှာတွေ့ရလေးရှိတဲ့ကျန်စင်ဂျာအော်ရန်ဂူတန်လို့စာကလေးတွေလို့တတဝါရီရဲ့နေရင်းဒေသဖြစ်ပါတယ် တခြားတစ်ဖက်ခြမ်းကိုကူးကြည့်လိုက်မယ်ဆိုရင်တော့တားပိုက်ကောင်ကိုဝါလာရေငန်မီချောင်းနဲ့ပလက်တီပတ်စ်လို့ခေါ်တဲ့အိုရှိနီးယားဒေသမှာပဲတွေ့ရတတ်တဲ့တတ္တဝါတွေနဲ့လုံးဝကွဲပြားခြားနားတဲ့ပတ်ဝန်းကျင်တစ်ခုကိုတွေ့ရမှာပါဒီဒေသနှစ်ခုကြားကအကွာအဝေးကအရန်ကိုနီးကပ်ပေပဲကွဲပြားခြားနားတဲ့ဂေဟစနစ်နှစ်ခုနဲ့နေရင်းဒေသတွေကိုပိုင်းခြားထားရပါငါးတွေနဲ့ငှက်တွေတောင်မှဒီနယ်နမိတ်ကိုဖျက်ချောလိမရှိကြပါဘူးတိပံဗေဒရှင်တွေကတော့ဒါကိုဇီဝဗေဒဆိုင်ရာနယ်နမိတ်တစ်ခုလို့သတ်မှတ်ကြပြီးဒါကိုစတင်တွေ့ရှိခဲ့တဲ့ Alfred Russel Wallace ကိုအစွဲပြုပြီး Wallace Line လို့ခေါ်ကြပါတယ်ဒီ Wallace Line ဟာလွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာကနေတက်တွန်းနဲ့ကြောက်ဖြာချက်တွေရွေလျားမှုနဲ့ရှုထွေးလာတဲ့ဘူမိဗေဒချစ်စင်တွေကြောင့်ဖြစ်ပေါ်လာတဲ့ရှေးအောင်ပထဝီဝင်နဲ့ယာတီဥရုဆိုင်ရာအကြောင်းရင်းတွေကြောင့်ဖြစ်ပေါ်လာတာဖြစ်ပါတယ်နော်